အားလုံးပဲမင်္ဂလာပါရှင်အခုကြည့်နေတဲ့သူအားလုံးကိုကျမကဒီနေရာရင်ပြီးတော့အားလုံးကိုနှုတ်ခွန်းဆက်ပါတယ်မင်္ဂလာပါလို့အခုကြည့်နေတဲ့သူတွေသင်ဘဝပြောင်းလဲခြင်းလားကျမဘဝတော့ပြောင်းလဲခြင်းနေရှင်သင်တို့ဘဝကျမလိုပဲအတူတူလိုက်ပြီးတော့တနေ့ကိုနည်းနည်းပြောင်းလဲကြရအောင်အရှင်ဆုံးအပြင်ဒီပတ်ဝန်းကျင်မှာမပြောင်းလဲခင်သင်တို့ရဲ့အတွေးသင်တို့ရဲ့စိတ်ကိုအရင်ဆုံးပြောင်းလဲရမယ်ဘာဖြစ်လို့လဲနင်အဲ့လိုမျိုးပြောရင်နင်လွယ်တယ်ဒါဒီစိတ်ကတော့လွယ်လေးကိုယ်စိတ်ထဲမှာပြောင်းလဲမယ်ဆိုပြောင်းလဲလို့ရတာပဲကိုယ့်ရဲ့အတွေးထဲမှာဆိုပြောင်းလဲမယ်ဆိုပြောင်းလဲလို့ရတာပဲလွယ်လေးနဲ့မပြောပါနဲ့အခုဥပမာပြောမယ်ဆိုရင်ကျမကကျွေးရှိရပဲထားကျွေးရှိတယ်ရှင်တို့လည်းအကျွေးရှိတယ်အကျွေးရှိနေတာကိုအကျွေးတွေကိုဒီလားကုံရင်ကဆက်ကမယ်ဒီလားကုံဆက်မယ်လေအဲ့လိုမျိုးတွေးနေတယ်ဒါပေမဲ့ရှင်ဆက်နိုင်လားသိကြတယ်တခုနည်းနည်းပဆက်နိုင်တယ်ဒါပေမဲ့တချို့လူတွေကြလည်းမဆက်နိုင်ဒီလိုပဲအကျွေးတွေနဲ့ပဲတင်လဲအဲ့လိုမျိုးဆက်နိုင်မယ်ဆက်မယ်တနေ့လာတဲ့တရားပဲတနေ့လာတဲ့တရားပဲဆိုရင်အဲ့ရဲ့ mindset အတွေးတွေကပြင်စီကိုဘာတွေပြန်လာလဲလားကုံတဲ့အခါကျရင်အကျွေးတွေနဲ့နောက်ထပ်ဟိုစားဝတ်နေရေးစိတ်တွေနဲ့အခန်းကားတွေနဲ့ဒီလိုနဲ့ပဲဘယ်လိုပြောမလဲကျွေးတွေကမကြေသွားတဲ့ပြင်ထက်တက်လာဟုတ်လားအဲ့လိုမျိုးလူရောရှိလားရှိတယ်ဆိုရင် comment မှာ yes ပေးရပြီကျမလည်းရှိတယ်ကျမတို့တကယ်ပါဒါပေမဲ့အခုပြောင်းလဲမယ်ဆိုကိုယ့်ရဲ့စိတ်ကိုယ့်ရဲ့အတွေးကိုအရင်ပြောင်းလဲမယ်လို့ကျမပြောတယ်အခုကိုယ့်စိတ်ထဲမှာအဲ့ဒါကြီးပဲထက်ခါမတွေးပဲနဲ့ငါအဆင်ပြေနေပြီငါဘာလို့အဆင်ပြေတယ်ဟုတ်လားဘာလို့အဆင်ပြေလဲဒီကျွေးတွေကိုလည်းငါတနေ့တခြားကြေးလာပြီအဲ့လိုမျိုးပြောကြည့်တလားစတိုက်ပြောကြည့်ရှင်တို့အနေနဲ့လုံးဝအဆင်ပြေသွားကြရမယ်ဒါပေမဲ့လုံးနဲ့ခဲတဲ့ဟိုမျိုးစက်တာကိုပြောတာမဟုတ်ဘူးเนาะရှင်ရဲ့စိတ်မှာပို့ပြီးတော့စိတ်ချမ်းသာလာရမယ်ရှင်ရဲ့အတွေးထဲမှာအဲ့လိုမျိုးတွေတွေးလာဖြစ်တယ်ကိုယ့်ရဲ့မသိရဲ့စိတ်ကရင်ပြီးတော့ရှင်ပို့ပြီးတော့ကိုယ်အဆင်ပြေအောင်လုပ်လာပေးမယ်အဲ့ဒါကမယုံမကြည်နဲ့နော်တကယ်ကိုယုံကြည်နဲ့လုပ်ကြည့်ပါရှင်စံတဝါနဲ့လုပ်နေလို့ကတော့ဖြစ်မှာမဟုတ်ဘူးတကယ်ကိုယုံကြည်စိတ်ထဲမှာနှစ်ခါခုငါအခုအဆင်ပြေနေပြီဆိုရင်ကိုယ့်ရဲ့မျက်လုံးအိမ်ထဲမှာကိုယ့်ရဲ့အရှိတ်ထဲမှာအဆင်ပြေနေကိုယ့်ရဲ့အတွေးထဲမှာငါတကယ်အဆင်ပြေနေပြီအဲ့လိုမျိုးလုပ်ကြည့်တလားအတိတ်ပဲရှင်လုပ်ကြည့်ရဆိုရင်အဆင်မပြေဘူးစိတ်မချမ်းသာဘူးဆိုရင်ကျမကိုတိုက်တယ်လို့လာပြောဒီ comment အောက်မှာလာဆဲလို့လည်းရတယ်ဘာမှမဖြစ်ဘူးခုကျမဘဝပြောင်းလဲမယ်ဆိုတာဘာလို့စတယ်ကျမရဲ့အခုစိတ်ထဲနဲ့ကျမရဲ့အတွေးထဲမှာပြောင်းလဲမယ်ခုပြောင်းလဲနေပြီအနည်းအားဆိုရင်ဗီဒီယိုတစ်ပုဒ်လာရိုက်ပြတယ်ကျမနောက်6လနေရင်ကျမဒီလက်ရှိအနေထားတဲ့တာအောင်လို့ကျမပြောင်းလဲမယ်လို့ကျမပြောတယ်ဒါပေမဲ့တဖြည်းဖြည်းနဲ့ကျမလုပ်တယ်အခုဒီ body ကိုပြောင်းလဲမယ်ဆိုရင်ရတယ်ဒီနေ့ကိုကျမအများကြီးလေ့ကျင့်ခန်းမလုပ်နိုင်ဘူးဆိုရင်စမ်းပြီးတော့10မိနစ်ကရင်စလုပ်တယ်မနေ့ကရင်စပြီးတော့10မိနစ်လုပ်တယ်10မိနစ်ဒီနေ့ဆိုရင်မိနစ်20လုပ်ဖြစ်တယ်ဟုတ်ပြီမိနစ်20လုပ်ဖြစ်တယ်ဒီနေ့2ရက်ရှိသွားပြီနော်မိနစ်20လုပ်ဖြစ်တယ်ခုမနေ့ကစနိုင်10မိနစ်စာအုပ်ဖတ်မယ်လို့စဉ်းစားထားတယ်15မိနစ်ကျမဖတ်လိုက်တယ်ဒီနေ့10မိနစ်စာအုပ်ဖတ်မယ်လို့စဉ်းစားထားတယ်မိနစ်20ဖတ်လိုက်တယ်ဟုတ်ပြီကျမရဲ့ဘဝဖြည်းဖြည်းချင်းပြောင်းလဲမှုကျမအခုပြောင်းလဲမယ်လို့စဉ်းစားထားတဲ့အရာတွေကိုဖြည်းဖြည်းချင်းပြောင်းလဲနေပါပြီစာအုပ်ဖတ်ခြင်းရတယ်အုံနောက်ကိုဘယ်လိုပြောမလဲအနာပေးတယ်ကိုယ့်ရဲ့ဖူးတုတ္တတွေကိုရစေခြင်းနဲ့အောင်မြင်ခြင်းတဲ့လူတွေကစာဖတ်နေတဲ့သူတွေလည်းအောင်မြင်တယ်ဆိုတော့ကျမယုံကြည်လက်ခံကျမဒီအပညာအရေးရှင်းမရှိဘူးဒါဟုတ်တယ်ကျမဘယ်လိုပြောမလဲပညာအရေးရှင်းမရှိဘူးဘွဲရထားတယ်လည်းမဟုတ်ဘူးချမ်းသာတဲ့လူတရားမဟုတ်ဘူးအဲ့ဒါမျိုးလေကျမဒီဗီဒီယိုမှာလာပြောင်းလဲမယ်လို့ရှင်လို့ပြောတာကျမနဲ့အတူတူပြောင်းလဲခြင်းတဲ့လူတွေဆိုရင်အတူတူပြောင်းလဲကြမယ်ကျမလိုပဲအတူတူခွန်အားတွေရှိပြီးတော့အတူတူပြောင်းလဲကြမယ်လို့ကျမလက်တွဲပြီးတော့ခေါ်ချင်ပါတယ်အတူတူပြောင်းလဲကြမယ်ရှင်ရှင်တို့အနေနဲ့အရှင်ဆုံး
ကျန်တာကိုမပြောင်းလဲနဲ့ရှင်တို့ရဲ့အတွေးနဲ့ရှင်တို့ရဲ့စိတ်ကိုအရင်ပြောင်းလဲကြည့်ပါထက်ခါဒီပုံရိပ်တွေကိုထက်ခါမြင်နေအောင်လို့အရင်ပြောင်းလဲကြည့်ပါပြောင်းလဲကြမယ်ဆိုရင်အတိတ်ကကျမအဲ့ဒီအရာကိုအရင်ပြောချင်တယ်အဲ့ဒါကိုပြောင်းလဲပြီးမှရှင်တို့ရဲ့ဘဝဖြည်းဖြည်းချင်းပြောင်းလဲလာတယ်ဒါပေမဲ့အပြောင်းလဲမှုတွေဘယ်လိုပြောင်းလဲမလဲဆိုရှင်သိကြရမလို့ဘာဖြစ်လဲဆိုတော့ကျမတို့ရဲ့မတိစိတ်ကရင်ပြီးတော့သူ့မှာဒီလုံးသူ့မှာနဲ့သူအစဉ်ပြေအောင်လို့လှုပ်သွားပြီးလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့ခုအပြင်မှာဆိုရင်တိစိတ်ကကျမတို့ကရှာဖွေနေတယ်စင်ပြေတာတွေမပြေတာတွေအကုန်လုံးလှုပ်တယ်နဲ့အိတ်ခံနေကြရင်ခုကိုဖြစ်ချင်တာကိုလှုပ်ချင်တာကိုအရင်တော့ချရေးလိုက်ကိုလှုပ်ချင်တာတွေကိုဖြစ်ချင်တာငါနှစ်ကြာရင်ဘယ်လိုဖြစ်ကငါနောက်2နှစ်ကြာရင်ဘယ်လိုဖြစ်ကအရင်ဆုံးချရေးလိုက်ချရေးလို့အဲ့ဒါကိုချရေးပြီးပြီဆိုရတယ်ရှင်ရဲ့မတိစိတ်ကိုနှိုးဆော်ပြရမှာရှင်မအိတ်ခင်ဒီဟာကိုအရင်ကဟုတ်ဥပမာငါ6လကြာရင်ငါတတိဖြစ်ကမယ်ငါ6လကြာရင်တန်းကျတတိဖြစ်ကမယ်ငါ6လကြာရင်ဒီ YouTube မှာလုံးဝစင်တမ်းမြင့်နဲ့လူတယောက်ဖြစ်ကမယ်ဥပမာပြောရပါရှင်တကယ်ဖြစ်မယ်လို့ရှင်ရဲ့စိတ်ထဲမှာယုံကြည်လားယုံကြည်တယ်မနဲ့တခါအဲ့ရနိုးကနေမနဲ့တခါဖက်ကိုအိတ်ခံနေကြရင်အဲ့ဒါကိုတခါဖက်ပြီးပြီဆိုတော့အဲ့ဒါကိုတွေးပြီးတော့ရှင်အိတ်ကြည့်လိုက်ကိုယ့်ရဲ့စိတ်တွေလည်းပို့ပြီးတော့စိတ်ချမ်းသာလာရမယ်ကိုယ့်ရဲ့စိတ်တွေပို့ပြီးတော့ပျော်ရွှင်ရမယ်ကိုယ့်ရဲ့အတွေးထဲမှာပို့ပြီးတော့ပျော်မယ်ကိုယ့်ရဲ့မတိစိတ်ကိုခိုင်းနိုင်တာလည်းကိုယ်ပဲစိတ်ကိုစူးစမ်းနေရတယ်ကိုယ်ပဲမတိစိတ်ကကိုဖြစ်ချင်တာကိုတွေးလိုက်တယ်ကိုစိတ်ညစ်စရာတွေပဲတွေးနေတယ်ဆိုရင်တိတ်စီကိုစိတ်ညစ်စရာတွေပဲထက်လာနေမှာပဲဟုတ်လားဒီမှာပြောတာဒီမှာဒီအခုပျော်ရွှင်နေပြီလို့တွေးလိုက်တိတ်စီကိုဒီနေ့လောက်တာဒီပျော်ရွှင်အောင်လို့လောက်ထားတဲ့အရာလေးကိုကျွန်မပျော်ရွှင်နေပါပြီအဲ့ပျော်ရွှင်မှုthatကျွန်မကျေးဇူးတင်ပါတယ်လို့ကျွန်မပြောလိုက်ပြီကျွန်မစီကိုနောက်ထပ်ပျော်ရွှင်စရာတွေပဲထက်လာမှာပဲပြင်းလို့ရှိမှာအခုစိတ်ညစ်စရာတွေပဲတွေးနေထက်ခါတွေးနေအဲ့စိတ်ညစ်စရာတွေတင်လို့ရှိမှာတဖြည်းဖြည်းများလာတယ်ပြောတာမယုံမရှိနဲ့တကယ်ကိုများလာတယ်ဒါပေမဲ့ကျွန်မအခုမတွေ့တော့ဘူးကျွန်မဒီအခုအရင်ပျော်ရွှင်နေတဲ့သူတရားကျွန်မဒီစိတ်ချမ်းသာနေတဲ့လူတရားဒီတေးချတဲ့ကျွန်မနောက်6လမှာကျွန်မဒီလူပုံစံမျိုးနဲ့ဆက်သွားကျွန်မအောင်မြင်မဲ့လူတယောက်ဆိုတာကျွန်မယုံကြည်တယ်ဆင်တို့ယုံကြည်မှလည်းရှုံနေမယ်။သူလက်ခံစင်မှလည်းလက်ခံတယ်။လက်မခံလည်းပြဿနာမရှိဘူး။ကျမဘဝကိုဒီတိုင်းပဲရှေ့ဆက်ပြီးတော့ကျမတဖြည်းဖြည်းချင်းနဲ့ပြောင်းလဲသွားမယ်ဆိုတာကျမယုံကြည်။ဒါကျမရဲ့ခံယူချက်ကျမရဲ့လုံနိုင်စွာနောက်6လနေချက်ကြည့်လိုက်ပါ။ကျမနေ့တိုင်းဗီဒီယိုတွေကိုအဆက်မပြတ်တင်ပါပါ။ကျမရဲ့ဖြစ်တည်မှုကျမဘယ်လိုပြောင်းလဲလဲဆိုတာဒီမှာအတူတူပြောင်းလဲကြမယ်ဆိုတာလက်တွဲခေါ်တာပါ။ရှင်တို့တွေလည်းပြောင်းလဲမဲ့လို့ရှိတယ်။ပြောင်းလဲခြင်းနဲ့သူရှိတယ်။သူ့ရဲ့ချမ်းသာမှုဆိုတာကလူတိုင်းမှာချမ်းသာမှုဆိုတာရှိတယ်။ဘာဖြစ်လဲ။အဲ့ချမ်းသာမှုကိုကမတွေးတယ်လို့မစွဲငင်တယ်လို့ချမ်းသာခြင်းနဲ့စိတ်ပဲရှိတယ်။အဲ့ဒါချမ်းသာအောင်လို့သင်ဘာတွေလုပ်ပြီးလဲ။ဘာတွေတွေးတယ်။ဘယ်ချမ်းသာရမယ်ဆိုတော့သင်သိလား။ကန့်သက်သိလား။မသိဘူး။မသိတဲ့အတွက်မတွေးဘူး။ကြာလိုချင်တာကိုတဲ့ရအောင်တောင်းတဘူးအခုကျမဒီဗီဒီယိုမှာရအောင်တောင်းနေပါပြီကျမနောက်6လနေမှာဒီလိုအချင်းနဲ့မျိုးနဲ့မတူအောင်လို့ကျမဒီအချင်းနဲ့အများကြီးတောင်းအောင်လို့ကျမစူးစမ်းမယ်ဆိုတာဒီဗီဒီယိုမှာကျမပြောနေတာရှင်တို့ရဲ့အတူတူဒီဗီဒီယိုနဲ့အတူတူစူးစမ်းပြီးပြောင်းလဲကြည့်ပါရှင်တို့ရဲ့ mindset ရှင်တို့ရဲ့စိတ်တွေအရင်ဆုံးပြောင်းလဲကြည့်ပါလို့ကျမပြောချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျမနာမည်အသိပါ